သမီးတစ်ယောက်ရဲ့နောင်တတခါကမိခင်တူဟာရေနံစီမီးရင်လေးတစ်လုံးဘေးမှာထိုင်ပြီးအဝတ်ချုပ်နေပါတယ်။သူ့နားမှာတော့သမီးငယ်လေးကမိခင်ညှက်ထားတဲ့အဝတ်ဆော့လေးတွေကိုစော့ကစားလို့နေတာပေါ့။ခဏကြာတော့မိခင်ဖြစ်သူဟာအဝတ်ချုပ်ဖို့လိုအပ်တဲ့ပစ္စည်းတစ်ခုခုယူဖို့အိတ်ခမ်းထဲကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအကင်မှာကြံခဲ့တဲ့သမီးလေးဟာစော့ကစားရင်းအဝတ်စတွေကိုမီးအိမ်ပေါ်တင်မိလိုက်ရကနေမီးတွေတောက်လောင်ပါလေရော။မီးအိမ်မောက်ကြပြီးကလေးပေါ်ကိုမီးတွေကူးဆက်ကုန်ပါတယ်။သမီးလေးရဲ့ငိုတန်းကြောင့်မိခင်ဖူသူဟာအခန်းထဲကနေပြပြတလဲပြီးထွက်လာတဲ့အခါသမီးလေးရဲ့အင်ဂျီမှာမီးတွေလောင်နေတာကိုတွေ့လိုက်ရတယ်။မိခင်ဟာဘာကိုမှမစင်စားအားပဲသမီးလေးကိုမီးမလောင်အောင်မိမိရဲ့လက်ပလာနဲ့ပဲမီးကိုရိုက်သက်ပြီးနှိမ်သက်ပေးလိုက်ပါတယ်။သမီးလေးရဲ့အသားကိုမီးမလောင်အောင်ကာကွယ်ပေးနိုင်ခဲ့ပေမဲ့မိခင်ရဲ့လက်နှစ်ဖက်စလုံးကတော့မီးလောင်တန်းရတွေပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။အဲ့ဒီဒဏ်ရာရဲ့ကြောင့်မိခင်ဟာဝေဒနာကိုအလူးလဲခံစားခဲ့ရပြီးနောက်ပိုင်းမှာပြန်ကောင်းသွားပေမဲ့လက်နှစ်ဖက်စလုံးမှာတော့ကြီးမကောင်းတဲ့အမာရွက်ကြီးတွေထင်ကျန်ရစ်ခဲ့ပါတယ်။ဒါပေမဲ့မိခင်ဖူတူကတော့သူ့လက်တွေအမာရွက်ဖွတ်သွားတာထက်သမီးလေးအသက်ဘေးကလွတ်မြောက်သွားတာကိုပဲဝမ်းသာပီတိဖြစ်နေခဲ့တာပါ။အချိန်တွေကြာလာလို့သမီးလေးတရွယ်ရောက်လာတဲ့အခါမှာတော့သူမဟာအမေဖြစ်သူရဲ့လက်နှစ်ဖက်ကိုအယမ်းယွန်ရှာလာပါတယ်။အမေချက်တဲ့သမင်းဟင်းတွေကိုလည်းလုံးဝမစားတော့သလိုအမေနဲ့စကားပြောရမှာကိုတောင်ယွန်းသလိုလိုကြောက်သလိုလိုဖြစ်လာခဲ့ပါတယ်။တနည်းမှာတော့သမီးဖြစ်သူဟာဖျောင်းနာပြီးဆေးရုံတက်ရတဲ့အထိဖြစ်သွားပါတယ်။တတိယတစ်ချက်မိရတစ်ချက်နဲ့ဖြစ်နေတဲ့သမီးလေးကိုအမေဖြစ်သူကသွားကြည့်ပါတယ်။သမီးကသူ့ကိုယွန်းမဲသိတာကြောင့်အဝေးကနေပဲလှမ်းကြည့်နေခဲ့တာပါ။ဒါပေမဲ့တခြားသူတွေကသမီးလေးတတိမိတ်နေတုံးအနားလာကြည့်ဖို့တိုက်တွန်းတာကြောင့်အနားကိုကတ်သွားပြီးသမီးလေးကိုဂယုဏမျက်လုံးတွေနဲ့ကြည့်နေခဲ့ပါတယ်။သမီးလေးတတိမိတ်နေတဲ့အချင်းနဲ့သမီးရဲ့ကိုယ်အပူချိန်ကိုသိကျင်တာကြောင့်မိခင်ကသမီးလေးရဲ့နဖိုးလေးကိုလက်နဲ့ဆန်းကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသမီးလေးမျက်လုံးပွင့်လာပြီးအမေလက်ကိုတွန်းဖယ်ကမမေသမီးကိုလာမကိုင်ရဲ့မမေလက်တွေကိုသမီးယွန်းတယ်လို့ပြောလိုက်ပါတယ်။အမေကဘာလို့အမေလက်ကိုယွန်းတာလဲသမီးရဲ့လို့မေးတော့သမီးကမမေလက်ကအနာကြီးယောဂဖြစ်နေတာမဟုတ်လားအဲ့ဒီယောဂသမီးစီကူးကုန်လိမ့်မယ်သမီးတကယ်ယွန်းတာလို့ပြန်ပြောပါတယ်ဒီအခါမှာတော့မိခင်ဖြစ်သူဟာသမီးလေးကိုသူမရဲ့လက်တွေဘာကြောင့်ဒီလိုဖြစ်သွားရတယ်ဆိုတဲ့အကြောင်းရင်းနဲ့သမီးလေးရဲ့အသက်ကိုဘလို့ကယ်ဟဲ့ရတယ်ဆိုတာအဆအဆုံးရှင်းပြလိုက်ပါတယ်နောက်ဆုံးမှာတော့သမီးတကယ်ယွန်းပြီးရုပ်ဆိုးလာချေရဲ့ဒီလက်နှစ်ဖက်သာထိုစဉ်ကဝေဒနာမခံစားခဲ့ဘူးဆိုရင်အခုသမီးဆိုတာရှိလာမှာမဟုတ်တလို့ရှိလာခဲ့ရင်တော့သမီးလေးကိုယ်တိုင်လည်းဒီလက်တွေလိုပဲရုပ်ပြက်ဆင်းပြက်ဖြစ်နေမှာပါလို့ဆုံးမလိုက်ပါတယ်ဒီအကြောင်းတွေကိုသိသွားတဲ့အခါမှာတော့သမီးလေးကနောင်တက်ရီရသွားပါတယ်စောစောကသူမတွန်းဖက်ခဲ့တဲ့မိခင်ရဲ့လက်နှစ်ဖက်ကိုပြန်ဆွဲယူပြီးအตาရနှမ်းဆိုင်ရင်ဒီလက်နှစ်ဖက်ကသမီးရဲ့အသက်ကိုတည်င်းမင်လက်ထဲကကဲခဲ့တာပဲအိုးဒီလက်ကလေးတွေကိုသမီးအခုတော့တိတ်ချစ်တာပဲမမေ့ရလို့ပြောပြီးတအီရှိုင်ငိုနေပါတော့တယ်